United ရဲ့ကွင်းလေအကြက်တဲနဲ့အတူချူအာမန်နီအိမ်မက်ပျက်စီးခြင်းညီကိုတွေအားလုံးပဲမင်္ဂလာပါဗျာ United ဇုံကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ United ပရိသတ်တွေမျှော်လင့်နေခဲ့ကြတဲ့ချူအာမန်နီရဲ့အပြောင်းအရွှေ့အိမ်မက်ဟာပြီးဆုံးသွားခဲ့ပြီဖြစ်ကြောင်းနဲ့ဒီနောက်ဆက်တွဲအဖြစ်နဲ့ United ရင်ဆိုင်ရတော့မယ်အဆိုးရွားဆုံးကွင်းလေအကြက်တဲအကြောင်းကိုဆွေးနွေးရအောင်ဗျာကျွန်တော်တို့ United ပရိသတ်တွေအနေနဲ့ဒီနွေရာသီမှာ Casemiro နေရာကိုအစားထိုးဖို့အတွက်အရေးသွေးမြင့်တဲ့ထိပ်တန်းကစားသမားတစ်ယောက်အနေနဲ့ချူအာမန်နီကိုရောက်လာနိုင်မလားဆိုပြီးတော့မျှော်လင့်ချက်ကြီးကြီးမားမားထားခဲ့ကြပါတယ်ဒါပေမဲ့လည်းမကြသေးခင်ကပဲ Real Madrid ဥက္ကဋ္ဌ Florentino Perez ကိုတိုင်ကစိတ်ပြက်စရာသတင်းတစ်ခုကိုအတည်ပြုကြေညာသွားခဲ့ပါတယ်အဲ့ဒါကတော့ချူအာမန်နီနဲ့ Verratti တို့နှစ်ယောက်စလုံးဟာဒီနွေရာသီမှာအသင်းကနေထွက်ခွာမှာမဟုတ်ဘဲနဲ့ဆက်ရှိနေမယ်လို့အတီအလင်းပြောကြားလိုက်တာပဲဖြစ်ပါတယ် Perez ကသူတို့တွေက Real Madrid နဲ့အတူစူပလာတွေစုခူးဖို့တူညီတဲ့ရည်မှန်းချက်တွေရှိတယ်လို့ဆိုပါတယ်ချူအာမန်နီကိုတိုင်ကလည်းဘောလုံးလောကနဲ့ဘဝမှာအခက်အခဲဆိုတာရှိသမျှဖြစ်ပြီးတော့ဒါတွေကိုကြော်ဖြတ်နိုင်မှပိုးပြီးတော့ရင့်ကျက်တဲ့ကစားသမားကောင်းတစ်ယောက်ဖြစ်လာလိမ့်မယ်ဆိုတဲ့စကားနဲ့အသင်းမှာပဲဆက်နေမယ်အကြောင်းကိုတွယ်ဝိုက်ပြီးတော့အတီးပြုတ်သွားခဲ့ပါတယ်ဒါကြောင့်ချူအာမန်နီကိုခေါ်ယူဖို့ဆိုတဲ့ United ရဲ့အိမ်မက်ဟာဒီနေရာမှာတင်ရေစုံမျောသွားခဲ့ပြီလို့ပြောလို့ရပါတယ်ဒီတော့မေးစရာရှိတာကချူအာမန်နီမရရင် United ကွင်းလယ်ကဘယ်လိုရှေ့ဆက်မလဲဆိုတာပါပဲလက်ရှိအခြေအနေအရအခြားပြစ်မှတ်တစ်ခုဖြစ်တဲ့ Anderson က Man City ကိုပြောင်းဖို့နီးစပ်နေပြီးတော့တိုနာလီကလည်းအရန်ဈေးကြီးနေပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဟာကွင်းလယ်အတွက် Ederson Fernandes နဲ့ဘာလီဘာတို့ကိုပဲအားထားရတော့မယ်အနေအထားဖြစ်သွားပါပြီ။ပွင့်လင်းပြောရရင်ဒီကွင်းလယ်3ယောက်အတွဲဖက်ဟာ Everton လို့အသင်းမျိုးအတွက်သာတင့်တော်ပြီးတော့ Champions League ကိုပြန်လဲတိုက်ပွဲဝင်မယ် United လို့ထိပ်သီးအသင်းအတွက်ကတော့လုံးဝအဆင့်မမီသေးပါဘူး။ပို့ပြီးတော့စိုးရင်စရာကောင်းတာကအတွေ့အကြုံပိုင်းပါပဲ။နီးပြတဲ့ Michael Carrick နဲ့သူ့ရဲ့နီးပြအဖွဲ့ဝင်တွေက Champions League လို့ပြိုင်ပွဲမျိုးကိုဖျက်ဆီးမှုတဲ့အတွေ့အကြုံနှုတ်နေပါသေးတယ်။ပြီးခဲ့တဲ့ရာသီကတပတ်ကိုတပွဲပဲကစားခဲ့ရတဲ့ United ကစားသမားတွေဟာလာမယ့်ရာသီမှာပြည်တွင်းရောဥရောပပွဲတွေပါတပတ်ကို2ပွဲကစားရတော့မယ်ဆိုတဲ့ဒဏ်ကိုခံနိုင်ရှိပါမလားဆိုတာမေးခွန်းထုတ်စရာပါပဲ။ Fernandes နဲ့ဘာလီဘာတို့လိုကစားသမားတွေကဥရောပအတွေ့အကြုံလုံးဝမရှိကြပါဘူး။ Chouamani, Tonali တို့လိုတပတ်2ပွဲအေးစစ်စစ်ကစားနိုင်တဲ့အတွေ့အကြုံရင်ကစားသမားမျိုးမပါလာခဲ့ရင် United ကွင်းလယ်ဟာရာသီဝက်မှာလည်းပြိုလဲသွားနိုင်ခြင်းရှိနေပါတယ်။ညီကိုတို့ရော Chouamani ကိုလက်လွတ်လိုက်ရတဲ့အပေါ်ဘယ်လိုခံစားရလဲ Ederson, Fernandes နဲ့ဘာလီဘာတို့ကွင်းလေတွဲဖက်ကရော United ကိုအောင်မြင်မှုစီခေါ်ဆောင်သွားနိုင်မယ်လို့ထင်လားဒါမှမဟုတ်လို့ရှင်ဘယ်ကစားသမားကိုအရေးတကြီးပြောင်းလဲပြစ်မှတ်ထားတယ်လဲဆိုတာကိုကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးတော့ကြပါအောင်ဗျာ